အားလုံးပဲမင်္ဂလာပါ S6 Creative Vlog ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အခု unboxing လုပ်ပြမယ် product ကလူတိုင်းစိတ်ဝင်စားနေကြတဲ့ Xiaomi Pad 7ဖြစ်ပါတယ် Mi Pad 7လို့လည်းခေါ်ပါတယ် Power by HyperOS Double Vision Advanced Speaker နဲ့လာပါတယ် Xiaomi လို့ခေါ်ကျွန်တော်အခုဖောက်ကြည့်ပါမယ်ဟောပြီးတော့လားဒီကောင်းရဲ့က Xiaomi Pad 7 8128GB ပါ Let's go. Oh, sorry. Let's go. Xiaomi အသေးဆုံးချက်ပါလေ Xiaomi လူကကောင်းကိုPad 7ပါဘာလဲဆက်ကြည့်ပါမယ်ကောင်းက Xiaomi memory card ဟာကောင်းကဒီလိုဖြစ်မှာဆိုဘာလဲဒီ45 watt fast charger ပါရှိတော့ဒီက Xiaomi Pad 7ဆက်ထားပါမယ်နည်းနည်းတော့ UI အရင်ကျွန်တော်ကိုင်တဲ့ Redmi Pad နဲ့ဆိုင်စတစ်ကာခွာတော့မှာစတစ်ကာခွာမယ်ဟုတ်က stable လုံးမှာ global မဟုတ်ပါဘူး stable လုံးမှာကျွန်တော်ချက်တယ်ဒါကကောင်းကKawaki-Bo ရဲ့မနက်ပါ Power by Android ဒီကစကြည့်မယ်ဒါက45 watt USB charger ပါဒီဇိုင်းမှာ Xiaomi ဒီကောင်က USB Type C 3.0 ပါ Xiaomi HyperOS Vision Insight Stable Rock Skip Next Stable Rock Vision မြန်မာမရပါဘူးမြန်မာ language ကမပါပါဘူးဘယ်လိုကမှရမှာပါ Next Skip Next Yes Ready to start Complete Sắp đến to vào đấy Storage ka device Xiaomi Pad 7 Storage ka 128GB OS Device in speed ထည့်ဝင်ကြည့်ပါမယ် Xiaomi Pad 7 RAM 8ပါ 4 watt external RAM မှာအဲ့ဒါတော့သုံးလို့မရပါဘူး CPU got max Android version 15 100% device ဒါ Wi-Fi only ပါ single ထည့်သုံးမရပါဘူး Ethernet မရပါဘူး
မျိုးဆန်းတယ်ဒီမှာကဘာပြန်ထည့်ဟာ great ကောင်ကကြည့်ပါမယ် great ဒီတရားတိတ်မချမ်းပါဘူးကြည့်ပါမယ် plus 7 2က also got it show for selfie camera selfie camera ကနည်းနည်းတော့ဖြစ်ပါတယ်ကောင်းရဲ့ sound system စမ်းကြည့်ပါမယ် sound system ပါ你好，我是小爱同学。对吧？是吧？battery ရဲ့ percentage က battery health ပါ current battery level 55 oh battery saver ပါတော့ပဲတုံးလာသေး which never television noအားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုမှာပြန်ဆုံကြမယ် bye bye